တို့ပြေထားတို့မြေထိုးပိုင်နေမြေကျွန်တော်ရင်ထဲကိုဝင်ကြည့်တဲ့ခင်ဗျားတို့ကလေးငယ်လေးစောင်းပိတ်ခံနေရတယ်နိုင်ငံတော်လန်ကြီးကိုနာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုနဲ့ဆွဲထားတဲ့အလံကြီးကိုဒီကလေးလေးတွေဒီကလေးလေးတွေဟာချင်းဒီကလေးလေးတွေဟာအဖြူစိမ့်လေးတွေသူတို့ကသူတို့အိမ်တွေကိုဒေါသထွက်နေတဲ့ဗုဒ္ဓဘာသာလူအုပ်ကြီးကမီးရှို့လိုက်လို့ရခိုင်ပြည်နယ်သူတို့မရောက်ဘူးလေရခိုင်ပြည်နယ်ဟိုးပင်လယ်ကြီးနာဒုက္ခတဲ့စခန်းတွေမှာစောင်းပိတ်ခံထားရတဲ့ကလေးတွေဟာအလဲတော်ကိုကြည့်ပြီးတော့သူတို့ဆရာမတွေကသင်ပေးထားတာဟောဗျာဒါတို့ပြေဆိုသူတို့ကျွန်မခံနိုင်ဘူးဗျကျွန်တော်တင်တော့သိတယ်မခံနိုင်တော့အဲ့ဒုက္ခစခန်းထဲမှာကျွန်တော်ကဓာတ်ပုံရှိတယ်ရိုဟင်ဂျာကလေးတွေနဲ့ဓာတ်ပုံရိုက်တာရှိတယ်လူတွေဗျခင်ဗျားတို့လူတွေခင်ဗျားတို့ဒုက္ခပါခင်ဗျားတို့ထင်တာခင်ဗျားတို့ရန်ကုန်မှာဖြစ်နေတဲ့ဒုက္ခပါခင်ဗျားတို့ဒုက္ခလို့ထင်တာမန္တလေးမှာရှိနေတဲ့ဒုက္ခပါခင်ဗျားတို့ဒုက္ခလို့ထင်တာခင်ဗျားတို့တမန်တော်ဒုက္ခတွေကိုမေးထားခဲ့တဲ့လူတွေခင်ဗျားတို့အပြစ်သားတွေခင်ဗျားတို့ကလူနှလုံးသားမရှိတဲ့လူတွေခင်ဗျားတို့ကနေတူကခံစားနေရတာဝင့်နေတာအဲ့ကလေးတွေမျက်နှာကျွန်တော်မြင်လို့ပြောနေတာအဲ့ကလေးတွေကနိုင်ငံတော်လန်ကြီးကိုဒါတို့ပြေမင်းမေကြီးတော့ပဲအဲ့လောက်မီးရှို့ပြလီးပဲမင်းတို့တွေကိုဒုက္ခတဲ့စကားတွေမှာနှစ်ပေါင်းများစွာလောင်ပိတ်ထားတဲ့နိုင်ငံတော်လန်မင်းတို့တွေကဘာလို့ဒါတို့ပြေလုပ်နေတာလဲကျွန်တော်အဲ့လိုတွေးတဲ့ကောင်ခင်ဗျားတို့တွေကအဲ့တော့တက်နေတဲ့ကောင်တွေခင်ဗျားတို့တွေကစောက်ယူနေခင်ဗျားတို့တွေကဝင်းလည်ပဲကောင်တွေခင်ဗျားတို့တွေကသနာဥစားဖြစ်ပဲကောင်တွေခင်ဗျားတို့နိုင်ငံတစ်သလုံးမကောင်းဘူးခင်ဗျားတို့တွေကကိုယ်နိုင်ငံထဲမှာရှိတဲ့ကလေးတွေတော့မကဲတင်တဲ့လူတွေခင်ဗျားတို့ဒုက္ခရောက်နေတာဘယ်သူမှလာမကဲတင်ဘူးတော်စံသူကြီးကသူ့မားနဲ့ပြစ်တာကိုသူပေးဆက်နေရတာတော်စံသူကြီးကမသိဘူးသူဒီနိုင်ငံကိုမသိဘူးကျွန်တော်တို့မျက်ရည်မကျဘူးသူမရဘူးအဲ့ဒါကြောင့်အဲ့ဒီချိန်မှာသွားနေတာခင်ဗျားတို့အဆောက်ယူတွေ